စိတ်ကလေးအစဉ်ပြေခြင်းနဲ့ချမ်းသာခြင်းနဲ့တနည်းအားဖြင့်စိတ်မဆင်းရဲခြင်းမပူလောင်ခြင်းဆိုရင်စိတ်ကိုဆင်းရဲအောင်နှိပ်စက်မဲ့အရာတွေဝင်လာလို့မရအောင်ကိုယ်စိတ်ကလေးကိုလုံခြုံရေးပေးထားရမယ်ဟုတ်လားဘယ်အရာကလုံခြုံရေးကိုတာဝန်ယူမှာလို့ဆိုတော့တတိယယူမယ်တဲ့အဲ့ဒါတတိကလေးထားနေရင်အဲ့ဒီစိတ်ကလေးကကိုတိမတိလုံခြုံနေတယ်ဒါကြောင့်ဟိုတုန်းကဆရာတော်ဦးဇောတိကမဟာမြိုင်ဆိုတော်ဘုရားကြီးဘုန်းကြီးကအလွန်မှကြည်ညိုတယ်အလွန်လဲဘုန်းကြီးရဲ့စာအုပ်တွေမှာဖတ်ဘူးတဲ့စာအုပ်မရှိပါဘူးလေတရားတွေလည်းအများကြီးနာဖြစ်တယ်ပေါ့အဲ့ဒါနာလဲနာစေခြင်းနဲ့ဒီကလေးတွေဟုတ်လားအင်္ဂလိပ်ဒီအနောက်တိုင်းကဗျာလေးတွေကိုလည်းပဲဆရာတော်ကြီးကတရားလေးတွေထည့်ဟောတာရှိတယ်နော်တတိဆိုတဲ့နေအိမ်ဆိုတဲ့စာအုပ်ရှိတယ်တရားလည်းရှိတယ်အလွန်ကောင်းတယ်နော်တတိမရှိတဲ့စိတ်ဟာသူကဘာနဲ့တူတော့ဆိုတော့အင်ကြီးရာမဲ့အဲ့လိုတုံတယ်အိမ်မရှိဘူးဒီလိုอ่ะလမ်းဘေးမှာကြုံအားကြပန်းနေရတယ်ဘလောက်ဆင်းရဲလိမ့်မလို့ဟုတ်လားအိမ်မရှိတဲ့လူတယောက်လေလွင့်နေတဲ့လူတယောက်လမ်းဘေးကြုံအားကြပန်းနေရတယ်အဲ့လိုပဲတကယ်လို့သာဒီစိတ်ဟာတတိမရှိဘူးဆိုရင်အဲ့ဒါကြုံအားကြပန်းနေရတဲ့အနေအထားပဲသူဘာလုံခြုံမှုမှမရှိဘူးသူအိမ်မရှိဘူးအဲ့တော့ကိုယ်စိတ်ကလေးကိုအိမ်မှာအိမ်ရှိအောင်အိမ်ဆောက်ပေးရမယ်ပေါ့ဆိုလိုတာဟုတ်လားအိမ်ဘယ်နှမျိုးဖြစ်တာနှစ်မျိုးဖြစ်တာနော်ဗကတိအိမ်ရှိတယ်စိတ်ရဲ့အိမ်လည်းရှိမယ်ပေါ့နော်ဟုတ်လားအဲ့တော့ဒီမှာဘုန်းကြီးကလုံခြုံမှုဆိုတာလေးနဲ့ပတ်သက်ပြီးတော့လေးနက်ပြောကြည့်တာ